တော်မှာ view 1k ရတာနဲ့ဝင်ငွေကိုစတွက်လို့ရပါတယ်ကြည့်ရှုသူတွေကဘယ်နိုင်ငံကနေကြည့်တယ်လဲဆိုတဲ့အပေါ်မှာအဓိကမူတည်ပါတယ်မြန်မာနိုင်ငံကကြည့်တဲ့ view 1k ဆိုရင်$လို့မှတ်ထားလိုက်ပါအမေရိကကကြည့်တဲ့ view က 1k ဆိုရင်$လို့မှတ်ထားလိုက်ပါဒါလို့ဆိုရင်မြန်မာနိုင်ငံကကြည့်တဲ့ view က 10k ဆိုရင်$ပဲဖြစ်ပါတယ်အမေရိကကကြည့်တဲ့ view 10k ဆိုရင်တော့$ပဲဖြစ်ပါတယ်ဥပမာပြမယ်ဆိုရင်တော့ဂျပန်စင်ကာပူဒီနိုင်ငံတွေရဲ့ view က 1k ဆိုရင်$သတ်မှတ်ထားတယ်အခြားနိုင်ငံတွေဖြစ်တဲ့ထိုင်းမလေးရှားအိန္ဒိယဒီနိုင်ငံတွေရဲ့ view 1k ကိုတော့$လို့သတ်မှတ်ထားတဲ့ပုံစံပါပဲဘယ်နိုင်ငံကနေကြည့်လဲဆိုတာကို RBN ကတခါတည်းခွဲပြီးတွက်ချက်ပေးပြီးသားပါ RBN နှိမ့်နယ်မြင့်နယ်ဆိုတာကတော့နိုင်ငံအလိုက် view 1k ကိုဘယ်လောက်ရတယ်လဲဆိုတာကိုပြောတာပဲဖြစ်ပါတယ် RBN ရဲ့အပြည့်အစုံကိုတော့ Revenue per Melly လို့ခေါ်ပါတယ်တော် Creator Web Program မှာတော့ view ကနေဝင်ငွေရတာဖြစ်တဲ့အတွက်အသုံးပြုသူတွေအတွက်ကတော့ပိုက်ဆံရှာဖို့အကောင်းဆုံး platform ဖြစ်နေတာပါဒီနေရာမှာသိထားမယ့်အချက်ကတော့တော် YouTube ဒီလို platform တွေအကုန်လုံးက RBN ဆိုတဲ့ view တွေကိုနိုင်ငံအလိုက်ငွေသတ်မှတ်ထားတဲ့စနစ်ကနေပြီးတော့ပိုက်ဆံဝင်နေကြတာပဲဖြစ်ပါတယ်ပြီးတော့ဂျပန်နိုင်ငံရဲ့ view 1k က RBN 0.5 ဆိုရင် view 10k ကဘယ်လောက်ရမလဲဆိုတာ comment မှာမှန်သွားခဲ့လို့ရပါတယ်အခုလိုဝင်ငွေလမ်းကြောင်းလေးတွေကိုလက်လွတ်မသွားရအောင်အကောင့်လေးကိုစောင့်ကြည့်ပေးကြဖို့အကြံပေးပါရစေ